င်ဟာအကြောင်းရင်းမရှိဘဲခန္ဓာကိုယ်ထဲမှာလေးလံထိုင်းမိုင်းနေတာဇက်ကြောတွေတောင့်တင်းနေတာဒါမှမဟုတ်တကိုယ်လုံးကြိုက်ခဲနေတာမျိုးတွေခံစားနေရသလားပြီးတော့ညဘက်ဆိုရင်လည်းအိမ်မက်ဆိုးတွေခဏခါမှတ်တယ်တယောက်ယောက်ကကိုယ့်ကိုအမောင်ထဲကနေချောင်းကြည့်နေတယ်လို့မျိုးကြောစိမ့်စိမ့်ဖြစ်နေတတ်တယ်ဆိုရင်သတိထားပါဒါဟာတင့်စီမှာမကောင်းတဲ့အငွေအသက်တွေဒါမှမဟုတ်အပြုတ်အစား black magic တခုခုကန့်ညိနေတာဖြစ်နိုင်ပါတယ်ဒီလိုမျိုးတွေဖြစ်လာရင်စိတ်မပူပါနဲ့ဈေးကြီးတဲ့အဆောင်တွေဆရာတွေကိုလိုက်ရှာနေစရာမလိုပါဘူးကျွန်တော်တို့အိမ်တိုင်းရဲ့မီးဝိုးကြောင်ထဲမှာရှိတဲ့ဆန်ဟာအကောင်းဆုံးဖြည့်စေပါတယ်ရှေးလူကြီးတွေကဆန်ဟာတန့်စင်နဲ့စွမ်းရည်ရှိတယ်လို့ယုံကြည်ကြပါတယ်ပထမဆုံးစံတဆုပ်ကိုလက်ထဲယူပါပြီးရင်မိမိယုံကြည်ရာဘာသာတရားအရာအသေးချံပြုပြီးငါ့ပေါ်မှာရှိနေတဲ့မကောင်းတဲ့အညီဟောက်တွေအတိုက်ခိုက်တွေအကုန်လုံးဒီဆန်နဲ့အတူလွင့်ပါသွားပါစေလို့ဆုတောင်းပါပြီးရင်အဲ့ဒီဆန်ကိုအိမ်ရဲ့အပြင်ဘက်ဒါမှမဟုတ်အိမ်ကောင်မှုပေါ်ကိုကျဲထုတ်လိုက်ပါဒါဟာမကောင်းတဲ့စွမ်းဟင်တွေကိုအိမ်ပြင်ထုတ်လိုက်တာပါအိမ်မက်ဆိုးများမဲ့ရင်ဆန်ကိုစားနဲ့ရောပြီးခွက်တစ်ခုတည်းထဲပါဂရင်အောက်ဒါမှမဟုတ်ဂရင်ကောင်းရင်းမှာထားပေးပါဒါဟာမကောင်းတဲ့စွမ်းရည်တွေကိုစုပ်ယူပေးတဲ့အကားအကွယ်တစ်ခုလိုဖြစ်စေပါတယ်ဒီလိုလုပ်လိုက်ရင်တင့်စိတ်ထဲမှာချက်ချင်းပေါ့ပါသွားတာကိုခံစားရပါလိမ့်မယ်အဲ့ရင်လည်းနည်းနည်းချိုက်ချိုက်အိပ်ပျော်သွားမှာပါဒါဟာရှေးလူကြီးတွေလက်ဆင့်ကမ်းခဲ့တဲ့ရိုးရှင်းပြီးထိရောက်တဲ့နီးလန်းလေးပဲဖြစ်ပါတယ်